ဝေးချနေရချိန်မှာ steak ကောင်းကောင်းစားရှင်တဲ့ကျွန်တော်ကောင်းပါလေတော့ရမ်းလွယ်ကူတဲ့ steak နဲ့ avocado salad လုပ်နည်းလေးကို sharing လုပ်ပေးလိုက်ပါတယ်ဒီ menu လေးကလုံးဝတာရမ်းလွယ်ကူပြီးစားကောင်းတဲ့အတွက်အမြဲစားချင်နေမှာပါ steak လုပ်တဲ့နေရာမှာကျွန်တော်အမဲသားကိုခဲနေအမဲသားကိုသုံးပါမယ်ဘာလို့လဲဆိုကျွန်တော် air fryer နဲ့လုပ်မှာဖြစ်တဲ့အတွက်အရေးပြောစရာမလိုဘူးပေါ့နော်အဲ့တော့အလွယ်ဆုံးက air fryer ကိုယူမယ်အမဲသားကိုထည့်မယ်အမဲသားလေးကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကငရုတ်ကောင်းစား rosemary 3မျိုးလုံးပါဝင်တဲ့3မျိုးဆက် seasoning ကိုအသုံးပြုပါတယ်ပြီးသွားလို့ရှိရင်တော့ထောပတ်လေးကိုထည့်ပြီးသွားရင်အပူချိန်190 degree နဲ့တစ်ဖက်ကို10မိနစ်စီကင်ပေးရပါမယ်ဆလတ်အတွက်ကထောပတ်တီခရမ်းချင်တီနဲ့ကြက်သွန်ဝါကိုအသုံးပြုပါမယ်ပြီးသွားတဲ့အခါမှာတော့ခရမ်းချင်တီလေးကိုအသုံးသေးသေးလေးတွေဖြစ်အောင်လို့တေချာလေးလီးပေးဖို့လိုအပ်ပါတယ်ခရမ်းချင်သီးလေးတွေလီးပြီးသွားပြီဆိုလို့ရှိရင်ကြက်သွန်ကိုလည်းခရမ်းချင်သီးလေးအတိုင်းပဲအသုံးအသေးလေးတွေဖြစ်အောင်တေချာလေးလီးပြီးဖို့လိုအပ်ပါတယ်ခရမ်းချင်သီးနဲ့ကြက်သွန်လေးတွေကိုအသုံးသေးလေးတွေဖြစ်အောင်လီးရတဲ့အကြောင်းရင်းအားဆလတ်ကိုပို့ပြီးတော့စားကောင်းစေဖို့အတွက်ဖြစ်ပါတယ်ကြက်သွန်အသုံးလေးတွေသေးလေဆလတ်ကပို့ပြီးစားကောင်းနေဖြစ်မှာပါထောပတ်တီကိုခွာတဲ့နေရာမှာလည်းအရန်လွယ်ကူဆုံးနည်းဖြစ်တဲ့ထောပတ်တီလေးကိုပတ်ပတ်လဲလေးအရင်လီးပေးလိုက်ပါမယ်ပြီးသွားရင်လက်လေးနဲ့အသားရလှည့်ပြီးအစီးထုတ်ပြီးပြီဆိုလို့ရှိရင်ထောပတ်တီလေးရသွားပါပြီပြီးသွားရင်ထောပတ်တီလေးကိုအခုလေးရနေထုတ်ဖို့အတွက်ဇွန်းလေးနဲ့အသားရလေးထုတ်ပေးလိုက်ရုံပါပဲပြီးသွားပြီဆိုလို့ရှိရင်တော့ထောပတ်တီလေးတွေကိုပါးပါးလေးတွေအရင်ဆုံးလီးပေးရပါမယ်ထောပတ်တီလေးတွေကလုံးဝအခြေချေအောင်ဖြစ်မှာဖြစ်တဲ့အတွက်အရင်ဆုံးပါးလိုက်သမျှပေါင်းလီးပေးတာအကောင်းဆုံးပါပဲပြီးသွားပြီဆိုလို့ရှိရင်တော့နှုတ်လေးတွေဆင်းပြီးအသေးဆုံးလေးဖြစ်အောင်အရင်လီးပေးရပါမယ်ထောပတ်တီဆက်လက်လုပ်ဖို့အတွက်ကလည်း ingredient အရန်အောင်လွယ်ကူပါတယ်ငရုတ်ကောင်းထည့်မယ်ပြီးသွားလို့ရှိရင်စားအနှဲငယ်ဖြူပါမယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ကအချင်းအရသာကိုကြိုက်တဲ့အတွက်တန်မယူသီးကိုလက်ဖက်ရည်စွန်းနဲ့ငါးစွန်းခန့်ထည့်ပါမယ်အချင်းလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဆက်လက်လုပ်ဖို့အတွက်ထောပတ်တီလေးကိုတေချာလေးကြေဝအောင်လို့တေချာလေးနေပြီးလိုအပ်ပါတယ်ထောပတ်တီလေးကိုလုံးဝကြေအောင်လို့အဓိကထက်ခါပြောနေရတဲ့အကြောင်းရင်းလေးကထောပတ်တီလေးမကြေလို့ရှိရင်ဆက်လက်အားစားကောင်းမှာမဟုတ်ပါဘူးကင်နာတဲ့ steak လေးရသွားပြီဆိုရင်တော့စစ်နီလုံးပေါ်မှာ15မိနစ်ခန့်အရင်ဆုံးအနားပြီးရပါမယ်ကျွန်တော်က medium rare အနေထားကြိုက်တဲ့အတွက်တစ်ဖက်ကို10မိနစ်စီပဲကင်ပါတယ်ဒီထက်ပိုကြက်တာကြိုက်ရင်တော့တစ်ဖက်ကို2မိနစ်စီထပ်တိုးလို့ရပါတယ်အခုဆိုရင်တော့ကျွန်တော်အစားကောင်းကောင်းစားရင်လည်းဝေးချလို့ရပါပြီ